ဒီနေ့မှာတော့ဂျပန်ကားနံပါတ်လိုင်စင် keychain လေးကိုသူ့ရဲ့နံပါတ်လေးတိုင်း order ရှိလို့အခုလိုပဲဒေါက်တာမှာလုပ်ပေးထားပါတယ်သူ့ရဲ့ bus fee ကိုတော့အခုလိုပဲသတ်မှတ်ထားတဲ့ပြောင်းတောင်းဆိုထားတဲ့အတိုင်း Lisa engraving လုပ်ပေးထားပါတယ်keychain မျက်နှာပြင်ရဲ့ license နံပါတ်အပိုင်းကိုတော့ပို့ပြီးတော့ gloss ဖြစ်သွားအောင်ရောကြံ့ခိုင်မှုပုံပုံကောင်းအောင်ရော UV resin နဲ့အခုလို detail ဟုတ်ပါတယ်ပြီးပြီဆိုရင်တော့ UV enduring box ထဲမှာမိနစ်30လောက်ပြပြီးတော့မှ UV ကိုမာသွားအောင်ပြုလုပ်ပေးရပါတယ်အခုဒါကတော့ final result ဖြစ်ပါတယ်